ထမဗီဒီယိုလေးကပြောခဲ့တယ်လို့ပေါ့နော်နောက်ချမ်းဆွဲပြီးသွားပြီလက်ဆက်ပုံနောက်ချမ်းဆွဲပြီးသွားပြီနောက်ရှေ့ချမ်းကိုလည်းဒါကလက်ဆက်ပုံနောက်ချမ်းဆိုပါတော့စကေးကိုက်ဆွဲတာမဟုတ်တဲ့ခါကျတော့နည်းနည်းဖြစ်ဆွဲပြီးကြည့်ပြမယ်နော်ဒါကနောက်ချမ်းဆွဲပြီးသွားပါပြီနောက်ရှေ့ချမ်းကိုကျတော့ဒီခောက်ချောင်းနဲ့ပုံချမ်းဆွဲပြီးပါဒါရှေ့ချမ်းကိုခောက်ချောင်းလေးနဲ့ဆွဲထားရဆိုပါတော့နော်အဲ့လိုရှေ့ချမ်းနောက်ချမ်းပုံချမ်းပြီးသွားပြီဆိုရင်လေပင်ဖောက်ပါမယ်လေပင်ကနောက်ချမ်းကိုအရင်ဖောက်ရအောင်နောက်ကိုနှစ်လက်မခွဲနဲ့ကြကြလေးဖောက်ကြတယ်ပေါ့နော်နောက်ကိုနှစ်လက်မဘေးကို3ခွဲဒါနှစ်လက်မဆိုပါတော့ဒါ3ခွဲဆိုပါတော့နော်အဲ့ဒါကိုမှသူကဝိုင်းလေးဆွဲမယ်နော်လေပင်ပခုံးနေထောင်မှာဆိုရင်ပခုံးစားပေးပါမယ်နော်ဆိုတော့ဒါလေးရတင်သားလေးပါနော်ဆိုတော့ညှက်လိုက်မယ်ဒါနောက်ချမ်းပခုံးဖောက်တာနော်အဲ့နောက်ချမ်းလေပင်ဖောက်တာနော်ပြီးသွားရင်ရှေ့ချမ်းဖောက်ရအောင်ဒါကရှေ့ချမ်းကခောက်ချောင်းနဲ့ဆွဲထားရင်နော်အဲ့မှာပခုံးကြီးညှိမယ်ခုံးကြီးညီတဲ့နေရာလေးကိုမှတ်လိုက်မယ်ပြီးရင်ရှေ့ကိုတော့ V ပုံလေး6လက်မဆိုပါတော့ဒါ6လက်မဘာမို့အဟိုက်ကြိုက်နေ6ခွဲပေါ့နော်ဒီလိုမျိုးလေးဆွဲပါမယ်ဒီပခုံးကြီးညီတဲ့နေရာလေးတက်ကြီးရလေးမှတ်လိုက်ရအောင်လွယ်ဆုံးနည်းလေးကိုပြောပြပေးရဖြစ်ပါတယ်နော်နောက်ဒီဟာလေးဖြတ်ဖို့အတွက်ကဒီလိုလေးဖြတ်ဖို့အတွက်ကခါးနေရာဆိုရင်ခါးနေရာမှာဖြတ်မယ်ဆိုရင်ကိစ္စမရှိဘူးခါးနေရာမှာတစ်ခါလေးဖြတ်လိုက်လို့ရတယ်ဒါလို့ရင်အောက်မှာဖြတ်ချင်တယ်ဆိုရင်တော့ဟိုရှေ့မှာတောက်ကျဲတောက်ကြတိုင်းလာရှိတယ်အဲ့ဒါလေးကိုဒီမှာပြန်မှတ်မယ်နော်ဥပမာဒါတောက်ကျဲပေါ့တောက်ကြကဒါဆိုပါတော့ကိုခွဲဆိုပါတော့เนาะဒါစကေးကိုင်းမို့မှန်ပြီးဆွဲပြရเนาะဒါတောက်ပွိုင်ဒါလေးကိုတောက်ပွိုင်လို့ခေါ်ရင်เนาะတောက်ကျဲနဲ့တောက်ကြစုံတဲ့နေရာလေးเนาะတောက်ပွိုင်သူ့အောက်ကိုနှစ်လက်မဆင်းပါမယ်เนาะတောက်ပွိုင်အောက်ကိုနှစ်လက်မဆင်းနေအဲ့ဒီမှာနည်းတရားဆွဲထားမယ်ဒီဟာလေးကိုသိကျင်လို့တောက်ပွိုင်အမှတ်ကလေးကိုသိကျင်လို့เนาะဒီပိုင်းတို့ဖြန့်လိုက်ရအောင်ခေါက်ကြောင်းဆွဲထားပြီးတော့လေဘင်းနဲ့တွေ့အစင်ပြအောင်ဆွဲမယ်လုံပုံလေးပေါ်လာအောင်နော်လုံပုံလေးပေါ်လာအောင်ဆွဲမယ်ဆိုလေဘင်းက V ပုံမဟုတ်လေနည်းနည်းဝိုက်လေးဘယ်လိုခေါ်လဲဆွဲချိုးပုံမျိုးလေးအဲ့လိုမျိုးလေးဖောက်လို့လည်းရပါတယ်ဒီလိုမျိုးလေးဆွဲမယ်စကေးကိုက်မဟုတ်တဲ့ခါကျတော့လေနည်းနည်းဖြည့်ဆွဲပြီးတော့ကြည့်ပေးပါဒီလိုမျိုးရမယ်နော်ဒါလေဘယ်ညာကိုဖုံးနေတဲ့ဘက်ကိုလုံလို့ရတယ်နော်ကိုဖုံးမဲ့ဘက်ကိုဒီလိုမျိုးဝိုက်ချလို့ရတယ်ဆိုတော့ဒီနေရာလေးကနေပြီးတော့ဖြတ်မယ်ဒီကဖြတ်မယ်ဒါကဖြတ်ဆက်တစ်ဆိုပါတော့ဒါကဖြတ်ဆက်နှစ်ဆိုပါတော့နော်တချို့ရဲ့ဒီခါနေရာနေဖြတ်တာလေးလည်းလှရင်နော်ဆိုတော့ဒီပတ်တန်အတိုင်းဖြတ်မယ်ရနေပြီးတော့ဖြတ်လိုက်ပါပြီဒါပေပါပတ်တန်နော်ပေပါပေါ်မှာပတ်တန်လုံးရပါဒါလက်ပင်ကိုလည်းဖြတ်လိုက်ပါမယ်ဒါဆိုလက်ပင်တွေဖောက်တယ်ဖြတ်ဆက်လုပ်တယ်ဒီအဆင့်ထိပြီးသွားပါပြီဟုတ်ပြီနော်ဒါကဒီဖြတ်ဆက်ကလေးပေါ့နော်ဆိုတော့နောက်ဗီဒီယိုလေးမှာဘယ်လိုအတွန်းဖော်လဲဒီအတွန်းလေးကိုဘယ်လိုမျိုးရှာပြီးတော့တွန်းတယ်လဲဘယ်လိုပြန်ဆက်တယ်ဆိုတာလေးဆက်ပြီးတော့ရှင်းပြပါအောင်မယ်ကျေးဇူးတင်ပါတယ်